က
လက်ဖက်နဲ့လာပြီးတော့လက်ဖက်ပါရမယ်ပလက်တက်ပြီးအုံတော့ကိုကျွတ်တော့အောင်ရမယ်ပလက်ကျွတ်တဲ့အောင်ယူမဲကိုဖောက်တယ်ရောဒါမျိုးပေါ့လားသကလုံးနဲ့မကြောက်တာဒါရက်ချေးလို့ဘိုးတွေဟောင်းဒါဒီဘောင်းမှာ I think ကိုပို့တိုက်ပါတယ် ကျွန်တော်လည်းဒီလိုပါပဲအဲ့ဒီလိုပဲပါပဲ